Okay ဒီနေ့ကျွန်တော်ပြန်ရှင်းပြချင်တာကအရင်ကျွန်တော်တို့ lesson တွေ3-4ပုတ်လောက်တော့တီးခဲ့မယ်ထင်တယ်ဒါပေမဲ့အဲ့ဒါတွေကိုပို့ပြီးတော့notes တွေပြောရင်တော့ musical alphabet ပေါ့နော် C ကဘာမှ D ကဘာမှလဲဆိုတာကိုတော့နည်းနည်း confuse ဖြစ်မယ်ထင်တယ်အဲ့ဒါကြောင့်ဒီမှာကျွန်တော်ပြန်ပြီးတော့ရှင်းပြထားတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ lesson ကိုကောင်းစဉ်ပေးထားတာလဲ grand stuff နဲ့ musical alphabet ဆိုပြီးတော့ပေးထားတယ်ပေါ့နော် Okay ကျွန်တော်တို့ဒါမှတ်မိလားမသိဘူး John Thompson ဟို piano course အောက်ထဲရပဲပေါ့နော်ဒီမှာဒီတစ်ခုနဲ့ဘာတစ်ခုနဲ့တစ်ခုကြားတော့ကျွန်တော်တို့ measure ခေါ်တယ်ဒါကို bar line ခေါ်တယ်ဒါပြန်ပြီးတော့ revision လုပ်ပြီးတာပေါ့နော်ဒီဟာကိုကြတော့ treble clef လို့ခေါ်တယ်ပြီးတော့ဒါကို bass clef ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ left hand ရှိတယ် right hand ရှိတယ် finger number 1 2 3 4 5 1 2 3 4 5ပါတယ်ပြီးတော့ဒီဟာကြတော့မှတ်မိသေးလားမသိဘူး4 4 timing ဒါကြတော့3 4ဒါကြတော့2 4 4 4ဆိုရင်တပတ်မှာ4ချက်ရှိရမယ်ပေါ့နော်တချင်းတီးတဲ့အခါမှာ1 2 3 4ရှိမယ်ဒီ3 4ကြတော့တပတ်မှာ3ချက်ပဲရှိမယ်1 2 3 2 4ဆိုရင်တော့2ချက်ပဲရှိမယ်ဆိုတာကိုတော့ပြန်ပြီးတော့သတိရဖို့လိုတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ဒီ international note staff note ပေါ့နော်ဒါနဲ့လေ့လာတဲ့အခါမှာတော့ကျွန်တော်တို့တီးရမယ့်ဟာတွေလည်းရှိတယ်ဒါကိုကျတော့ကျွန်တော်တို့ treble clef G clef လို့လည်းခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တီးတဲ့ဟာပြောပြရမယ်ဆိုရင်တော့ဒါက treble clef သူကရေဘူးအဖြစ်အတန်မြင့်တဲ့ notes တွေကိုတီးတာများတယ် right hand ဒါဒီ piano မှာဆိုရင်တော့ keyboard ဖြစ် piano မှာဖြစ်ဆိုရင်တော့ right hand နဲ့တီးရတဲ့ part ဖြစ်တယ်ပေါ့နော်ဒါ treble clef ပြီးတော့နောက်တစ်ခုကbass clef ကျတော့ lower note ဘာလို့ notes အနှိမ့်နေပေါ့နော်အတန်ကီးပေါ့နော်ဒေါ်တီလာဆောဖာမီရဲတော့အဲ့လိုမျိုးနှိမ့်သွားတဲ့ဘက်ကိုတော့အများအပြားတီးတယ်ပေါ့နော်အဲ့ဒါကိုတော့ bass clef လို့ခေါ်တယ်ပြီးတော့ကျွန်တော်တို့သိထားရမှာဒီမှာကျွန်တော်တို့ဒီ staff note နဲ့စပြီးတော့လေ့လာတဲ့ခါမှာဗာသိရမလဲဆိုရင်ကျွန်တော်တို့ကဒီမှာတီးတဲ့ခါမှာဒါကိုတော့ treble clef right hand နဲ့တီးမယ်ဒါကို bass clef left hand နဲ့တီးမယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတီးရမယ့်ဟာကဒီ staff note မှာမြင်းက9 line ရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နံပါတ်စင်လေးနဲ့ထားပေးတယ်1 2 3 4 5ဆိုပြီးရှိတယ်ပြီးတော့ဒီမှာက space ပေါ့နော်ဒီမြင်းတစ်ခုနဲ့တစ်ခုကြားဒီတဲ့ဟာ space လို့ခေါ်တယ်အဲ့ဒါကိုတော့ဒီမှာတော့treble clef မှာဖြစ် bass clef မှာဖြစ် line က5ခုရှိမယ်ဒီ space က4ခုရှိမယ်ဆိုတာကိုတော့သိထားမယ်ပေါ့နော်5 line 4 space ဆိုတာကိုတော့ကျွန်တော်တို့သိထားရမယ် Okay ပြီးတော့ကျွန်တော်တို့အခုဒီလောက်ဒီ lesson မှာ the train ထိတီးခဲ့ပြီဆိုတဲ့အချိန်မှာကျွန်တော်တို့သိရမယ့်ဟာကဒီပေါ့နော်ဒါပြောရင်တော့ musical alphabet ပေါ့နော်မဆိုရင်တော့ C ဒါဆိုရင် D သူတို့ရဲ့နေရာတွေမတူကြဘူးပေါ့နော် C ဆိုရင်ဒီမှာ D ဆိုရင် first line ကိုကတ်သွားတယ် space ထဲမှာပဲရှိတယ် E ဆိုရင်တော့ line ပေါ်ရောက်သွားပြီ F ဆိုရင်တော့ဒီမှာ space ထဲမှာရှိတယ် G ဆိုရင် second line မှာရောက်ပြီဒါတော့ middle C ပေါ့နော်မှတ်မိကြမယ်ထင်တယ် C ပြီးရင် B ကကြတော့ space မှာရှိတယ် A ကကြတော့ line ပေါ်ရောက်သွားပြီပြသူရဲ့အောက်မှာဆိုရင် G သူက C B A G သူကအစင်လိုက်ပဲပေါ့နော်ကျွန်တော်တို့ piano clock မှာကျွန်တော်တို့မှတ်မိလား middle C မှာတီးတဲ့ခါကျရင် left hand ကနေ middle C တီးရင် C ပြီးရင် B A G F အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီ treble clef မှာလည်းဒီလိုပဲသူကစတီးရင် C D E F G ဆိုပြီးတော့ရှိတယ် Okay ဒီမှာဆိုပေါ့နော်ဒါတေချာပြပေးထားတာပေါ့နော်ဒီမှာဆိုရင် C D E F G A B C treble clef မှတ်မိရမှာကမြင်းက5ခုရှိတယ်ဒီမြင်းတစ်ခုနဲ့တစ်ခုကြားတဲ့ space က4 space ပေါ့နော်မြင်းဒီ line တွေပေါ်မှာလည်း key ရှိသလိုဒီ space ထဲမှာလည်း key ရှိတယ်ဒီမှာလည်းဒီလိုပဲ A ကကြတော့ line ပေါ်မှာ G ကကြတော့ space ထဲရောက်သွားမယ် F ကကြတော့ line ပေါ်မှာ E ကြတော့ space မှာ D က line မှာ C ကကြတော့ space မှာပေါ့နော်ကျွန်တော်တို့အခုမှတ်ထားရမှာကဒီ staff note မှာ treble clef bass clef ရှိတယ်
treble clef ကအများအဖြစ် right hand နဲ့တီးတယ် higher note ပေါ့နော် bass clef ကကျတော့ lower note တွေကိုတီးတယ်ပေါ့နော်မှတ်မိရမှာကကျွန်တော်တို့မှာ4 space ရှိမယ်5 line ရှိမယ်ပေါ့နော်ပြီးတော့ဒီမှာပြောချင်တာကဒီမှာဆိုလဲကြည့်ကြည့်ပေါ့နော်မှတ်မိတဲ့လောက်ပြပြမယ်ဆိုရင်တော့မှာဒီ lesson ကျတော့တီးပူပြီးသားဆိုတော့မှတ်မိကြမှာပါ treble clef bass clef ပြီးတော့ဒီမှာကျွန်တော်ပြချင်တာကဒီမှာဒါဆိုရင်ဒီတစ်ခုနဲ့တစ်ခုကြားကို measure လို့ခေါ်မယ်ဒီဟာကိုကျတော့ bar line လို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုလဲဒီမှာကြည့်ပေါ့နော်ဒါဆို C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  ဒါပေမဲ့မှတ်မိရမှာဒီအောက်မှာ notes မရေးပေးထားတဲ့ကြောင့်တီးဖို့မလိုဘူးပေါ့နော် okay အဲ့ဒါလေး